လာပါခင်ဗျာဒီဒီဝင်လက်ပြီးလောင်းပိုင် channel မှာမိတ်ဆွေများအားလုံးကိုပြင်လည်ပြီးတော့ကြိုးစားလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့မိတ်ဆွေတို့အားလုံးအတွက်ပေါ့နော်ဒါဗီဒီယိုအတွက်ကျွန်တော်ရရှိထားတဲ့ main ရဲ့လောင်းပိုင်လေးကိုပြပြပေးထားတဲ့ဗီဒီယိုလေးကဝက်ဆိုင်ကြီးရဲ့ပါဝင်ပါတယ်ဒီနေ့ကစားရမယ့်မြေအောက်ကဗရေလန်ကြီးရဲ့ထုတ်ပေးထားပြီးသားပါခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲကျွန်တော်ပြောနေကြတိုင်းနဲ့ကျွန်တော်ကစားလေးကိုအစားဆုံးလေးကြည့်ရှုပြီးတော့ဝေဖန်သုံးသပ်ပေးပါပြီးမှထိုးတဲ့ထိုးတဲ့ကစားတဲ့ကစားတဲ့နေရာလေးကိုမိမိကိုယ်တိုင်စိတ်ကြိုက်နှုတ်ပြပြီးမှဒီတော့ကစားကြပါလို့အရင်ဦးဆုံးပဲကြံပေးပါတယ်ခင်ဗျာအဲ့တော့ရရှိထားတဲ့ website ကတော့ကျွန်တော်အကောင့်ဆုံးလေးဖြစ်အောင်ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ရှားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မျိုးစုံလေးပဲအကြိုက်တွေ့နိုင်ပါတယ်အဲ့တော့ကြည့်ကြည့်လိုက်အောင်ပေါ့နော်နှစ်ဒီတောင်းလုံးပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်9ပါဝါဒီ3ညနဲ့9 3ညဆိုတဲ့လုံးပိုင်ကိုရတယ်တောင်း9လို့ထပ်တာဖြစ်တဲ့အတွက်ကြောင့်9တောင်းလုံးပိုင်ပေးခဲ့တယ်ပြီးရင်949ပေါင်းတဲ့အခါမှာလည်းပဲ83လုံးပိုင်နဲ့ကို88ဆိုတဲ့အခါကျတော့8လုံးလုံးပိုင်ဆက်မှန်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်တစ်ပင်ဒီ963ညပေါင်းတဲ့အခါမှာဆိုရင်16လုံးပိုင်ပြီး6515ဆိုတဲ့အခါကျတော့1ရော6ရောလုံးပိုင်ပြီးနိုင်ခဲ့ပါတယ်ပြီးခဲ့ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်တစ်ပင်ကတော့946ပေါင်းမယ်ပေါင်းတဲ့အခါမှာဆိုရင်93ညလုံးပိုင်ကိုပဲ3ညဆိုတဲ့အခါကျတော့3ညတစ်လုံးပိုင်ဆိုပြီးတော့ဒီဘက်ချမ်းမှာ4ပင်ထိမှန်ခဲ့ပြီးသားပါအဲ့တော့ဒီဘက်ချမ်းလေးတစ်ဆက်ပြီးတော့တွားထားပါတယ်346ပေါင်းမယ်ပေါင်းတဲ့အခါမှာဆိုရင်38ဆိုတဲ့ပရိတ်ကိုဝင်နေရမယ်ပေါ့နော်အဲ့တော့ထွက်ခဲ့တဲ့ကဏ္ဍက83ဆိုတဲ့ခါကျတော့3ရော8ရောလုံးပိုင်ပြီးမှန်တယ်649ပေါင်းတဲ့အခါမှာလည်းပဲ94လုံးပိုင်က48ဆိုတဲ့ခါကျတော့ဒီတစ်လုံးပိုင်စင်းတယ်ပေါ့နော်ပြီးနောက်ထပ်ကတော့199ပေါင်းတဲ့အခါမှာဆိုရင်94လုံးပိုင်မျိုးပဲ49ဆိုတဲ့ခါကျတော့9ရော4ရောလုံးပိုင်ပြီးတိုက်ပုံမှာမှန်လာခဲ့ပြီးသားပြေးလာခဲ့ပြီးသားပေါ့နော် main share ပင်ရှည်တွက်ဆိုင်လေးပါနော်အဲ့တော့ခုလိုရရှိထားတဲ့ပင်ရှည်တွက်ဆိုင်လေးကနေပြီးတော့ပဲကြာလာပြီးတော့ရရှိထားတဲ့လုံးပိုင်ပြီး613ညလို့ပေါင်းခြင်းမှာပေါင်းတဲ့အခါမှာဆိုရင်ခွန်ပါဝါပြီး2နဲ့ခွန်2ဆိုတဲ့လုံးပိုင်ကြီးပြထားပါတယ်ရှိထားပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲဒီနေ့ရရှိထားတဲ့လုံးပိုင်လေးကတော့မိတ်ဆွေတို့အားလုံးအနေနဲ့ပေါ့နော်ကြာလာပြီးနေမှာထွက်လာဖို့မှန်လာဖို့အတွက်လည်းပဲအထူးမျှော်လင့်ပါတယ်ခင်ဗျာပြီးတော့ဗုဒ္ဓံနေ့မှာလုံးပိုင်ကြီးမထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့ကြာလာပြီးနေမှာဆိုရင်တော့လုံးပိုင်လေးနဲ့မိတ်ဆွေတို့အားလုံးကိုပောက်ကွက်လေးရရှိစေချင်ပါတယ်အဲ့တော့အောင်လည်းကျွန်တော်တခြားလေးအကောင့်ဆုံးလေးပြအောင်နဲ့ပြေးသွားပြီးတော့ရှားပေးထားပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့များအားလုံးလည်းပဲဒီလုံးပိုင်လေးတော့ကစားရမယ်ပရိတိုင်းကျယ်လေးပဲအားလုံးဒီဗီဒီယိုလေးထဲမှာပါဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်တွက်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်အားလုံးလည်းဒီဗီဒီယိုလေးကိုပြီးရထိဆက်ပြီးတော့ကြည့်ရှုသွားလိုက်ပါလို့ပဲအကြံပြုပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ဆက်ပြပေးမယ့်ပရိတိုင်းလေးကိုပြောပြပေးခဲ့မှာကျွန်တော်မိတ်ဆွေများအားလုံးနဲ့ဒုတိယကဏ္ဍထုတ်ခြင်းတော့လည်းကောင်းကော်မရှင်များပြန်ပြီးတော့တင်ပြလို့တော့လည်းကောင်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်မှာလာရောက်ဆက်တဲ့ကဏ္ဍကိုအားပေးလို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကတော့39989229ပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ဆက်တဲ့ကဏ္ဍကိုအားပေးတဲ့အခါမှာဆိုရင်လည်းကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒေချာလေးမမရေးစေပဲရိုက်နေဆက်တဲ့အားပေးပါအဲ့တော့ align မှာလည်းအလိမ်ညာတွေတအားပေါ်များလာဖြစ်တဲ့အတွက်ကြောင့်မို့လို့မှားရင်ဆက်တဲ့မှုဖြစ်သွားတဲ့အခါမှာဆိုရင်အလိမ်ညာတွေနဲ့တွေ့မှာဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့တွက်စာတိုင်းရဲ့ဗီဒီယိုလေးတွေမှာလက်ရေးစာသားတွေအတန်းတွေကကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတွေကိုဒေချာလေးရေးပြပြပေးထားခြင်းဖြစ်ပါတယ်အရောစာအနေနဲ့ကတော့80စာပါခင်ဗျာကျွန်တော်ဒီမှာလည်းခဏတော့အပိတ်ကြတဲ့မိတ်ဆွေအားလုံးကဒီလိုမျိုးဆိုမိမိထိုးခြင်းအနည်းဆုံးခွဲထောင်ကျော်စတင်ရှိတာနဲ့ထိုးတာပဲဖြစ်ကော်မရှင်အောင်ပြင်နေတဲ့ပြည်သူ့ပြည်ကော်မရှင်900နဲ့စလို့ရရှိပါတယ်3000နဲ့3000ချက်ထပ်ကတော့ကော်မရှင်ကို900နဲ့ရရှိတာဖြစ်ပြီးတော့9000နဲ့9000ချက်ထပ်ဆိုရင်ကော်မရှင်ကို900နဲ့ဆိုပြီးတော့ထိုးခြင်းလေးရညောင်းအားလေးလည်းပဲရရှိသွားမယ်ကော်မရှင်နှောင်းသားလေးရမှာစလို့အနည်းဆုံး1500ခန့်နဲ့ဖြစ်နေတယ်တိုးမြင့်ပြီးတော့ရရှိမှန်ကန်သွားမယ်အထူးကိုအကျိုးခံစားကုန်လေးတွေပဲကျွန်တော်ခင်ဗျားရဲ့ခဏတို့အပိတ်ကြတဲ့မျိုးဆိုရင်အားလုံးကအတိအကျရရှိပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်အားလုံးကိုပြပြပေးပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရရှိထားတဲ့ဗီဒီယိုလေးကိုဆက်ပါမယ်ဗီဒီယိုလေးကတော့ဒီမှာရှိနေတဲ့383ပေါင်းမှာ383ပေါင်းတယ်ပေါ့နော်ပေါင်းတဲ့အခါမှာဆိုရင်1နဲ့ခတ်ပြီး8နဲ့18ပရိတ်လို့ရတယ်ထွက်ခဲ့တဲ့ကဏ္ဍက83လို့ခန့်ထားခြင်းဖြစ်တဲ့အတွက်ကြောင့်1ပရိတ်3ပိုင်ပြီးတဲ့3ကလုံးရော10ကလုံးရောဝင်လာခဲ့ပြီးတော့83တစ်ခွက်မှန်ခဲ့တယ်ပြီးရင်943ည953ညပေါင်းတဲ့အခါမှာလည်းပဲ4နှစ်ပရိတ်နဲ့ကိုဒီမှာဆိုရင်လည်း48ဆိုတဲ့အခါကျတော့2ပရိတ်လုံးပိုင်ပြီး4တလုံးလုံးပိုင်နဲ့ဆိုပြီးတော့48တစ်ခွက်ရဆိုပြီးတော့မှန်ခဲ့တယ်ခင်ဗျာပြီးနောက်ထပ်တတိယတစ်ပင်ပြီး
184ပေါင်းတဲ့အခါမှာဆိုရင်35ဆိုတဲ့ပရိတ်ကိုရမယ်ဒီ35ပရိတ်ကလည်းပဲ49ဆိုတဲ့အခါကျတော့3ပရိတ်3ပိုင်ဒီပဲ9တလုံးရော4တလုံးရောဝင်လာခဲ့တာဖြစ်ပြီးတော့49တစ်ပတ်နိုင်ခဲ့ခြင်းပေါက်ခဲ့ခြင်းတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကစားရမယ့်ဒီကြာသာပရိတ်အတွက်ပရိတ်ကြီးကတော့289ပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်96ဆိုတဲ့ပရိတ်လိုင်းလေးနဲ့ပေါ့နော်အပေါ်ကရရှိထားတဲ့လုံးပိုင်းတွေတော့ကစားဖို့ဒီလိုလေးရရှိထားတယ်ခင်ဗျအဲ့တော့ခွန်ကို9ရပြောင်းဆိုတော့ခွန်2ရဲ့ခွန်6ရပြောင်းဆိုတော့ခွန်9 2ကို9ပဲပြောင်းဆိုရင်2ခွန်ရဲ့2 4ရဲ့ဆိုပြီးတော့ဒီမင်းကြီးပေါ့ဒီရရှိထားခြင်းထုတ်ပေးထားခြင်းဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်မင်းကြိုက်တင်ခွက်ရွေးချယ်ပေးထားတဲ့ခဏဆိုရင်တော့ခွန်9တစ်ခွက်ကိုရွေးချယ်ပေးထားကြတယ်ခင်ဗျအဲ့တော့မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီနေ့တင်ပြတဲ့အတွက်ဆိုင်ပြီးဒီလိုအားလုံးပဲသူတွေများပေါက်ကြပါစေအားလုံးတော့မိတ်ဆွေများလည်းကျွန်တော်ရဲ့ခဏအတွက်ဆိုင်ပြီးကမှန်ပြီးတော့လည်းမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့အတွက်ဆိုင်လေးဖြစ်ပါစေအကျိုးရှိတဲ့ခဏလေးဖြစ်ကြပါစေလို့အားလုံးကိုဆုမကောင်းတောင်းပေးပါရခင်ဗျာအဲ့တော့ကျွန်တော်ရဲ့အတွက်ဆိုင်ကရရှိကြတဲ့ဒီကဏ္ဍလေးတွေကိုထုတ်ခြင်းလို့ပဲဖြစ်ပါအခြားသောမိတ်ဆွေတို့တိုင်းနေတတ်တဲ့မြေတီကဏ္ဍကိုမဆိုပါခင်ဗျာဆက်တဲ့ကဏ္ဍတို့အားပေးဖို့ကော်မရှင်ရောက်များပြန်ပြီးတော့တင်ပြအတင်ဖို့အတွက်ဆင်းရဲပဲကျွန်တော်ရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်မှာ DNGP စိတ်ချမှုအပြည့်အဝနဲ့လာရောက်ဆက်တဲ့ကဏ္ဍတို့အားပေးနိုင်ပါတယ်ခင်ဗျာပိတ်ချိန်လေးကတော့မနက်ခင်းမှာဆိုရင်7:50ပါညနေခင်းမှာဆိုရင်တော့3:55မိနစ်ထိကဏ္ဍထုတ်ခြင်းလေးရရှိပါတယ်ခင်ဗျာဒါတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ် Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကိုတော့ကျွန်တော်နောက်တစ်ခေါက်သိချာလေးပြောပေးလိုက်ပါတယ်ခင်ဗျာViber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ဒီ3998996829ဖြစ်ပါတယ်ဆက်တဲ့ခဏတို့အားပေးမဲ့မိတ်ဆွေများအနေနဲ့လည်းပဲလက်ရေးစာသားတွေရောအတန်းတွေပါသိချာလေးပြဖော်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်သိချာလေးမမလေးတွေလည်းရိုက်နေပြီးတော့ဆက်သွယ်အားပေးနိုင်မယ်လို့လည်းအပြေအဝယုံကြည်ပါတယ်ခင်ဗျာ။ပတ်ချိန်လေးကတော့မနက်ခင်းမှာဆိုရင်7:50ပါညနေခင်းမှာဆိုရင်တော့3:55မိနစ်ထိတန်းထုတ်ရရှိပါတယ်လို့မိတ်ဆွေတို့အားလုံးကိုပြပြပေးပါတယ်ခင်ဗျာ။အားလုံးတော့မိတ်ဆွေများလည်းကြာတာပင်းမှာဒီလိုမျိုးပေါက်ကြပါစေအားလုံးအဆင်ပြေကောင်းကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်